သမီးဖြစ်သူနဲ့တူတူပုံးတန်းကစားနေတော့မှအမေဖြစ်သူဟာကောင်မလေးကိုဗီဒီယိုထဲဝင်သွားအောင်တမင်တကာလှည့်စားပြီးဗီဒီယိုတကားကိုတော့ခတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခင်မွန်းဖြစ်သူကသူမနဲ့သူတို့ရဲ့သားလေးကိုခေါ်ပြီးမြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီတော့ဟာနှစ်ပေါင်း20ကြာတဲ့အထိပိတ်လျက်သားတိုင်းရှိနေခဲ့ပါတယ်။သူတို့သားလေးရဲ့မင်္ဂလာဆောင်အချိုညရောက်တဲ့အခါဆရာတယောက်ကသူတို့မှနောက်ထပ်သမီးတယောက်ရှိသေးလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ဇနီးမောင်နှံနှစ်ဦးလုံးချက်ချင်းပဲတင်းမတုံးလုံးသွားကြပါတယ်။ဆရာကထပ်ပြီးအတင်းအကျပ်မမေးတော့ပဲတားဖြစ်သူရဲ့မင်္ဂလာဆောင်မှာမိသားစုဝင်အားလုံးစုံစုံလင်လင်ရှိနေရမယ်မဟုတ်ရင်ဘေးအန္တရာယ်ဆိုးကြီးကြားရောက်လိမ့်မယ်လို့ပဲပြောလိုက်ပါတယ်။ဒါကြောင့်အမျိုးသားဟာသမီးဖြစ်သူရဲ့အယိုးစုကိုကောင်းကောင်းမွန်မွန်တကြိုပေးဖို့ရည်ရွယ်ချက်နဲ့ဇာတိအိမ်ဟောင်းကိုနောက်ဆုံးမှာပြန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အိမ်အဟောင်းကြီးဟာပင့်ကူအိမ်တွေနဲ့ဖုံးလွှမ်းပြီးလူသူမနေတာကြားလာပြီဖြစ်ပါတယ်။အမျိုးသားကတက်တီမွေးပြီးဗီရိုနာကိုချင်းကပ်ကဖွင့်ဖို့ကြိုးစားလိုက်ပါတယ်မမျှော်လင့်ပဲဗီရိုကြီးကရုတ်တရက်အနှဲငယ်တုန်ခါသွားပါတယ်အမျိုးသားဟာထိတ်လန့်လွန်းလို့ဥယျာဉ်ပြားတွေပါထုံကျင်သွားပါတယ်ဗီရိုတကားကတော့ဟာလဲတကြောက်ကြောက်နဲ့မြည်နေတော့မှပဲသူဟာကြောက်စိတ်ကိုထိန်းချုပ်ပြီးကြွက်တွေဝင်စော့နေတာပဲလို့တွေးကလစ်လူရှုလိုက်ပါတယ်ဗီရိုကိုဖွင့်ဖို့တော့ကိုထုတ်လိုက်တဲ့အချိန်မှာပဲသမီးဖြစ်သူရဲ့ရဲတန်းကိုရုတ်တရက်ကြားလိုက်ရပါတယ်အမျိုးသားဟာအရန်ကိုကြောက်လန့်သွားပြီးအိမ်ကိုပြန်ပြေးလာခဲ့ပါတော့တယ်သူ့မိမကဘာဖြစ်လာတာလဲလို့မေးတဲ့အခါသူကြုံခဲ့ရတာတွေကိုအဆက်မရှိအောင်ကြောင်ကရန်းတွေပြောပြပါတော့တယ်ဒါပေမဲ့သူ့မိမကတော့ဒါဟာကြောက်လို့လောက်ကြံပြောတဲ့စင်ကြေလို့ပဲထင်ခဲ့ပါတယ်သမီးရဲ့အယိုးတွေကိုတွားယူဖို့သူမကိုယ်တိုင်အိမ်ဟောင်းကြီးစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့အမျိုးသားဟာဇနီးဖြစ်သူနိုးလို့နိုးလာခဲ့ပါတယ်သူကထူးထူးခြားခြားတစ်ခုခုဖြစ်ခဲ့သေးလားလို့အလောတကြီးမေးပေမဲ့ဇနီးဖြစ်သူကတော့ပြန်မဖြေရဲပါဘူးဘာလို့လဲဆိုတော့သူမဟာအတန်ကိုကြားခဲ့ရုံနဲ့မကပဲဗီဒီယိုကိုပါဖွင့်ကြည့်ခဲ့လို့ပါအမျိုးသားကအဖြေသိချင်လို့ဇနီးကိုအတင်းကျပ်မေးနေတော့မှပဲအိမ်ရှိတကားဝါကနေသမီးဖြစ်သူရဲ့ဖေဖေဆိုတဲ့ခေါ်တန်ထွက်လာပါတယ်အမျိုးသားကထိတ်လန့်တကြားလှမ်းကြည့်လိုက်တဲ့အခါလွန်ခဲ့တဲ့အနှစ်20ကအတိုင်းမပြောင်းလဲသေးတဲ့သမီးဖြစ်သူတကားဝါမှာရက်နေတာကိုမြင်လိုက်ရပါတယ်ကောင်မလေးကအိမ်အစ်စ်ကိုပျော်ပျော်ရွှင်ရွှင်လိုက်ကြည့်ပြီးတဲ့နောက်သူမရဲ့မောင်လေးဘဲမှာလဲမောင်လေးနဲ့တူတူပုံတန်းကစားကျင်သေးတယ်လို့မေးလိုက်ပါတယ်အမျိုးသမီးကတော့ကြောက်လန့်တကြားအခန်းထဲကိုပြေးဝင်သွားပြီးခင်မုန်းဖြစ်သူနဲ့ဖြည့်ရှင်းဖို့နီလန်းတွေကိုတိုင်ပင်ပါတော့တယ်သူတို့ဟာဆရာထံကိုဖုံးဆက်ပြီးသူတို့ကိုကယ်တင်ဖို့အတနာခံကြပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကတကားကိုရုတ်တရက်လာခောက်ပါတယ်သူမနဲ့တူတူပုံတန်းကစားဖို့မိဘတွေကိုပြောပါတယ်သူတို့လည်းမငြင်းရဲကြပါဘူးအချိန်မရှိတော့တာကြောင့်အမျိုးသားဟာသူ့ရဲ့အဝတ်ဗီဒီယိုထဲမှာအလောတကြီးဝင်ပုံလိုက်ပါတယ်မကြခင်မှာပဲသမီးဖြစ်သူကသူ့အခန်းထဲကိုဝင်လာပါတယ်သူမကဖခင်ဖြစ်သူကိုလိုက်ရှာနေပြီးနောက်ဆုံးမှာတော့အဝတ်ဗီဒီယိုရှိမှရက်လိုက်ပါတယ်အဲ့ဒီနောက်ဖေဖေကိုဒီထဲမှာထာဝရတော့ခတ်ထားတော့မယ်လို့သမီးဖြစ်သူပြောလိုက်တာကိုအမျိုးသားကြားလိုက်ရပါတော့တယ်